သောတာရှင်များရှင်အခုတော့ဥမမောင်တန်းစီစဉ်တင်ဆက်တဲ့မြမအရေးကပအရေးအစီအစဉ်ကိုနားဆင်နိုင်ပါပြီရှင်သောတာရှင်များခင်ဗျာမြန်မာနိုင်ငံမှာကျင်းပပြုလုပ်တဲ့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာအမျိုးသားပြည်လည်သင့်မြတ်ရေးပဋိပက္ခတွေအမြန်လျှော့ချပြီးထာဝရငြိမ်းချမ်းရေးကိုဥတည်တဲ့အခြေခံအုတ်မြစ်တွေချဖို့ဆိုပြီးတော့ရည်မှန်းထားပါတယ်ဒါမဲ့လို့ဒီငြိမ်းချမ်းရေးညီလာခံကိုရပ်ဆိုင်းထားဖို့ဆိုပြီးတော့အစိုးရမဟုတ်တဲ့လူမှုအဖွဲ့အစည်းတရားကျော်ကလည်းတောင်းဆိုခဲ့ပါတယ်အဲ့တော့ဒီတနိုင်ငံလုံးအပြည့်ခတ်ရစဲရေးနဲ့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးဟာစစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးနဲ့မျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ဘယ်လောက်ထိမျှော်လင့်နိုင်မလဲဒီအကြောင်းကျွန်တော်တို့ပြောကြဆိုကြဖို့အတွက်ဒီမြန်မာနိုင်ငံရေးကိုလေ့လာနေတဲ့ဦးတန်းစိုးနိုင်ကလည်းပဲကျွန်တော်စတူဒီယိုထဲမှာဖိတ်ခေါ်ထားပါတယ်ဟုတ်ကဲ့ပါခင်ကချင်ငြိမ်းချမ်းရေးကွန်ရက်မှာဒေါ်ခွန်ကြာလည်းပဲခုကျွန်တော်တို့ရန်ကုန်မှာရှိတဲ့ BBC စတူဒီယိုကိုရောက်ရှိနေပါပြီမင်္ဂလာပါရှင်ဟုတ်ကဲ့နောက်ပြီးတော့ကျွန်တော်တို့ဒီ UPDJC လို့ခေါ်တဲ့ဒီခုနပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရေးရဲ့ဒီအဖွဲ့မှာအတွင်းမှုဖြစ်တဲ့နော်ဒေါက်တာဆလိုင်းလျံမုံကနေပြီးတော့နေပြည်တော်ကနေတယ်လီဖုန်းနဲ့ပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်ခင်ဗျာဒေါက်တာဆလိုင်းလျံမုံခင်ဗျာအခုငြိမ်းချမ်းရေးညီလာခံရဲ့ရည်မှန်းချက်တွေဟာဘယ်လောက်ထိအောင်မြင်မယ်လို့ထင်လဲခင်ဗျာပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးဟာကျွန်တော်တို့ပြည်ထောင်စုသမိုင်းမှာတစ်ခါမှမရှိဘူးသေးတဲ့ငြိမ်းချမ်းရေးညီလာခံကြီးဖြစ်ပါတယ်ကျွန်တော်တို့တိုင်းပြည်မှာလွတ်လပ်ရေးရကြတဲ့ရနေပြီးတော့ကျွန်တော်တို့တိုင်းရင်းသားလူမျိုးအတော်များများလက်နက်ကင်တော်လှန်ရေးတွေရှင်သွင်းနေကြပါတယ်ဒီလိုလက်နက်ကင်တော်လှန်ရေးရှင်သွင်းနေတဲ့အကြောင်းရင်းကဒီတိုင်းပြည်ရဲ့နိုင်ငံရေးပြဿနာကိုအရင်တုန်းကနိုင်ငံကြီးနည်းနဲ့ဖြေရှင်းပိုင်ခွင့်မရှိလို့နီလာမရှိလို့ကျွန်တော်တို့လက်နက်ကင်တော်လှန်ရေးရှင်သွင်းနေကြတာဖြစ်ပါတယ်ဒီတိုင်းပြည်ရဲ့ပြဿနာဟာနိုင်ငံကြီးပြဿနာဖြစ်တယ်နိုင်ငံကြီးပြဿနာဖြစ်တဲ့အတွက်ဒီပြဿနာကိုနိုင်ငံကြီးနည်းနဲ့ပဲဖြေရှင်းရမှာဖြစ်တယ်နိုင်ငံကြီးနည်းနဲ့ဖြေရှင်းနိုင်ဖို့အတွက်ကျွန်တော်တို့နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့လိုပါတယ်ဒီလိုနိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့အတွက်ပြည်တွင်းစစ်တွေချုပ်ငင်းစေဖို့အတွက်ပထမခြေလှမ်းဖြစ်တယ်အဲ့ဒီတွေ့တော့အင်မတန်မှကြီးကြည့်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ဆရာဦးတန်းစိုးနိုင်တို့ရောဒီညီလာခံကြီးကအခုတို့တချို့အဖွဲ့အစည်းတွေကလည်းဒါမလုပ်သင့်ဘူးရနာထားတဲ့နေဆိုတဲ့အဆိုတွေကြားနေရတယ်လေအဲ့ဒါနဲ့ပတ်သက်လို့ဘယ်လိုတုံ့ပြန်နေလဲခင်ဗျာငြိမ်းချမ်းရေးအတွက်ဒီလိုညီလာခံကြီးကိုနိုင်ငံတော်ကဦးစီးပြီးတော့ကျင်းပတာဟာရေဘူးအဖြစ်တော့ဒါကကြိုးစိုးလိုက်တဲ့ကိစ္စတစ်ခုလို့ဆိုရပါမယ်အကျိုးသက်ရောက်မှုဘက်ကိုကျွန်တော်စဉ်းစားကြည့်တဲ့အခါကျတော့တိတ်ပြီးတော့အကျိုးအမြတ်ကျွန်တော်တို့ရရှိနိုင်ဖို့ရမရှိပါဘူးဒီနေ့ကျင်းပရမှာကငြိမ်းချမ်းရေးဆိုင်ရာအမျိုးသားညီလာခံကိုကျင်းပရမယ်အခြေအနေနဲ့အချိန်ခါမဟုတ်သေးဘူးလို့ကျွန်တော်ထင်ပါတယ်ဒီနေ့တကယ်ကျင်းပရမှာကကျွန်တော်တို့ NCA ကိုပြည်ပြင်းအောင်လုပ်ရမယ်ဆိုလိုတာကတော့ NCA ဖွဲ့ထဲမှာတချို့ကလက်မှတ်ထိုးတချို့ကလက်မှတ်မထိုးနောက်လက်မှတ်မထိုးတဲ့အဖွဲ့တွေနဲ့လည်းအခုဆက်ပြီးတော့စီးရေးတိုက်ပွဲတွေဆက်ပြီးတော့ဖြစ်နေတဲ့ခါကျတော့ NCA သာလက်မှတ်ထိုးတဲ့ဒီတနတ်တန်တွေကလည်းရပ်မသွားဘူးအဲ့တော့ကျွန်တော်ထင်တာကတနတ်တန်တွေရပ်အောင်ရင်လုပ်ရမယ် NCA မှာအားလုံးပါဝင်ရေးကိုကျွန်တော်ကအရင်စပြီးတော့ကျွန်တော်တို့ကြိုးပမ်းရမယ်လို့ထင်ပါတယ်အခုညီလာခံကြီးကိုအကြောင်းကြောင့်ထောက်ပြတဲ့အထက်မှာလည်းပဲတော်ကွန်ဂျာတို့အုပ်စုတွေပါတယ်အဲ့တော့အဓိကဘာကိုထောက်ပြချင်တာလဲဒီညီလာခံနဲ့ပတ်သက်လို့အဓိကကတော့ဒီညီလာခံမှာပါတင်ပါထိုက်သူများမပါဝင်မှုဆိုတဲ့ကိစ္စကိုကျမတို့ထောက်ပြတာပါရှင်ဒီလိုညီလာခံနဲ့တိုင်းပြည်တစ်ခုကိုကြော်ဖြတ်ရမယ်ဆိုတာလည်းကျမတို့သိရှိပါတယ်သို့တော်လည်းပဲပါတင်ပါထိုက်သူများလို့ပြောတဲ့အခါမှာအဓိကအားဖြင့်ဒီလိုညီလာခံဖြစ်ပေါ်လာအောင်တောက်လျှောက်တောင်းဆိုနေတဲ့ပြီးလို့ရှိရင်ကျိုးပန်းအားထုတ်ခဲ့တဲ့အဖွဲ့တွေအကုန်ကြာနေပါတယ်အဲ့ဒါကတော့လက်ရှိလက်မှတ်မထိုးသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်နေပါတယ်အဲ့ဒီအဖွဲ့အစည်းများထဲကမှနိုင်ငံရေးအရအင်အားကောင်းတဲ့အဖွဲ့အစည်းများတစ်ဖွဲ့မှမပါသွားပါဘူးဒါကြောင့်မို့လို့ကျမတို့ပူပန်ပါတယ်ဒီအဖွဲ့တွေအကုန်လုံးကိုဒီညီလာခံထဲမှာပါဝင်မှုမရှိသေး၍ကတော့ဒီညီလာခံကနေပြီးနိုင်ငံရေးညညငြိမ်းချမ်းရေးကိုရရှိအောင်အပြေရှားနိုင်မယ်လို့မမျှော်လင့်ပါဘူးရှင့်တော့ကွန်ကြာပြောတဲ့အခါမှာဒါတွေကပါတင်ပါလိုက်တဲ့လူတွေမပါတဲ့အပေါ်မှာဆရာတို့ဘယ်လိုယူဆလဲဟုတ်ကဲ့ခုနစောစောပြောပါတယ်ငင်းချမ်းရေးညီလာခံနဲ့ဒီချိန်ခါမှာမကျင်းပတင်ဘူးဆိုတဲ့ဟာလေငင်းချမ်းရေးကိုဘယ်ချိန်မှာလုပ်ရမယ်ဘယ်အနေထားမှာလုပ်ရမယ်ဆိုတာတော့ကျွန်တော်အနေနဲ့ပေးထားချက်မရှိဘူးလို့ကျွန်တော်အဲ့လိုပဲမြင်ပါတယ်ငင်းချမ်းရေးကိုဘယ်လူအချင်းချင်းချိန်ခါမျိုးမှမဆိုကျွန်တော်တို့ဒီတိုင်းပြည်မှာပြည်တွင်းစစ်ချုပ်ငင်းဖို့နဲ့ငင်းချမ်းရရှိဖို့ကတော့ကျွန်တော်တို့အမေရန်ချူစားရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့တိုင်းရင်းသားလေးနဲ့ကင်တော်လှန်ရေးဖွဲ့စည်းတွေကလွန်ခဲ့တဲ့နှစ်ပေါင်း60အတွင်းမှာကျွန်တော်တို့တောင်းဆိုခဲ့တာဒီအပိခရစီတူကြီးတွေရပ်ပြီးတော့ပြည်တွင်းစစ်တွေချုပ်ငင်းပြီးတော့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းနိုင်မဲ့နည်းလမ်းကိုကျွန်တော်တို့တောင်းဆိုတာဖြစ်ပါတယ်
နိုင်ငံရေးဆွေးနွေးပွဲကိုတောင်းဆိုတာဖြစ်တယ်ဒီတောင်းဆိုချက်ကကိုခွင့်ကြီးပေါ်တယ်ဒီခွင့်ကြီးပေါ်တဲ့ဟာကိုကျွန်တော်တို့အနေနဲ့အမိရကင်ပြီးတော့လှုပ်ဆောင်နေတာဖြစ်ပါတယ်ဒီပြဿနာဟာဒီပေါင်း60ကျော်ပြီးဖြစ်တဲ့ပြဿနာကိုညီလာခံတစ်ခါလောက်ယုံနဲ့မပြီးနိုင်ပါဘူးဒါပေမဲ့ပထမချီလှမ်းမလှမ်းပဲနဲ့ခရီးမရောက်နိုင်တယ်လို့ဒီညီလာခံကိုစတင်မကျင်းပဘဲနဲ့ကျွန်တော်တို့လူချင်းတဲ့ငင်းချိုင်းအစစ်မှန်ကိုလည်းရမှာမဟုတ်ဘူးကျွန်တော်တို့လူချင်းတဲ့ Federal စနစ်ကိုလည်းထူထောင်နိုင်မှာမဟုတ်ဘူးထို့အတွက်ကြောင့်ကျွန်တော်တို့ကရတဲ့အခွင့်အရေးကိုယူပြီးတော့ပထမလောက်မယ်စစ်ဆက်ပြီးတော့ကျွန်တော်တို့စူးစမ်းပြီးတော့ဆောင်ရွက်သွားမယ်အခုချိန်မှာကျွန်တော်တို့ NCA လက်မှတ်မထိုးနိုင်သေးတဲ့အဖွဲ့တွေမပါနေတာကျွန်တော်တို့တွေ့လဲအင်မတန်မှဝန်နေပါတယ်ကျွန်တော်တို့အားနေချက်လေးဖြစ်ပါတယ်အားနေချက်ဆိုတဲ့နေရာမှာတိုင်းရင်းသားလူမျိုးအားလုံးကိုဆိုလိုတာဖြစ်တယ်ကျွန်တော်တို့အားလုံး NCA စာချုပ်လက်မှတ်ရေးထိုးနိုင်ဖို့အတွက်အားလုံးပူးပေါင်းပြီးတော့ဆွေးနွေးတာဖြစ်တယ် NCA စာချုပ်မှာပါတဲ့အချက်လက်အားလုံးကျွန်တော်တို့အတူတကွဆွေးနွေးပြီးတော့အတူတကွကျွန်တော်တို့သဘောတူထားတာဖြစ်တယ်အတူတကွသဘောတူထားတဲ့စာချုပ်ကိုလက်မှတ်မထိုးနိုင်သေးတဲ့အကြောင်းရင်းကတော့အကြောင်းမျိုးမျိုးရှိပါလိမ့်မယ်ဆိုတော့အဲ့ဒီအကြောင်းမျိုးမျိုးကကျွန်တော်တို့အနေနဲ့အားလုံးမသိနိုင်ဘူးထို့အတွက်ကြောင့်တချို့တွေကလက်မှတ်မထိုးနိုင်ဘူးလက်မှတ်မထိုးနိုင်တဲ့အတွေ့အကြုံပြီးခတ်တိုက်ခိုက်မှုတွေမရပ်နိုင်ဘူးတိုက်ပွဲတွေဆက်ပြီးတော့ဖြစ်နေတယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့အနေနဲ့ရပ်ထားစေချင်တယ်ဆိုရင်ကျွန်တော်တို့ဒီနိုင်ငံရေးဆွေးနွေးပွဲမလုပ်ဘဲနဲ့ဘလူးနီးနဲ့မှကျွန်တော်တို့ဒီတိုင်းပြည်ကိုငင်းချအောင်လုပ်လို့ရမှာမဟုတ်ဘူးဦးတန်းစိုးနိုင်တို့ဘက်ကတော့ဒါ NCA ရဲ့အရေးကြီးတယ်လို့ပြောတယ်ဒါခုနပြောလို့ဒီစစ်ပွဲပြဿနာတစ်ခုတည်းမဟုတ်ဘဲနဲ့ဒီအမျိုးသားရေးပြဿနာနိုင်ငံရေးပြဿနာလို့ပြောတယ်အဲ့ဒီပုံမှာရောဦးတန်းစိုးနိုင်ပြန်ပြီးဆွေးနွေးပေးပါဦးကျွန်တော်တို့ကလည်းဗမာပြည်မှာတွန်းချီတည်တတ်မဲ့ငင်းညမ်းရေးကိုရရှိစေခြင်းနဲ့ကျွန်တော်တို့ဆန္ဒရှိပါတယ်နောက်ပြီးတော့တိုင်းသားအလုံးဒီလူလားတောင့်တနေတဲ့ Federal ပြည်ထောင်စုထူထောင်ရေးဆိုတာလဲလိုအပ်ပါတယ်သို့တော့ကျွန်တော်အမြင်အရဒါကမဟာဗျူဟာကြီးမှန်းချက်ဖြစ်ပါတယ်ဒီမဟာဗျူဟာကြီးမှန်းချက်ကိုသွားဖို့အတွက်ဘယ်ကိစ္စအနေစပြီးကင်တွယ်မယ်ဆိုတော့ကျွန်တော်ပြဿနာကိုစဉ်းစားတာပါဆိုတော့နိုင်ငံရေးပြဿနာဖြစ်လို့နိုင်ငံရေးရဖြေရှင်းရမယ်ဆိုတော့ဒီနိုင်ငံရေးပြဿနာအခုတင်ပြထားတဲ့ပြဿနာ၅ခုကျွန်တော်ဒီမှာတွေ့ပါတယ်နော်အဲ့ဒီထဲမှာနိုင်ငံရေးပြဿနာပါတယ်လုံခြုံရေးပြဿနာပါတယ်ပတ်ဝန်းကျင်ဆိုင်ရာပြဿနာပါတယ်စသဖြင့်ပေါ့ဗျာဒီလို၅ချက်ရှိတယ် Federal ပြည်ထောင်စုထူထောင်ရေးဆိုတာလည်းပါတယ်အဲ့တော့ဆိုတော့အဲ့ဒီပြဿနာတွေကဒီမဟာဗျူဟာကြီးမှန်းချက်ကိုတောဖို့အတွက်ကျွန်တော်တို့အဆင့်ဆင့်တောရမှာပါအဲ့တော့ဒီပြဿနာတွေကိုဆွေးနွေးတဲ့အခါမှာပြဿနာဖြစ်နေတဲ့အင်အားစုအားလုံးပါဝင်မှုလိုရတယ်ဒီကိစ္စကိုဆွေးနွေးတာ2013ခုနှစ်ကနေစပြီးတော့ကျွန်တော်ဆွေးနွေးထားတာအဲ့တော့ဒါတွေကအားလုံးသဘောတူပြီးပြီအဲ့တော့အဲ့ဒီသဘောတူညီထားတဲ့အချက်လက်တွေမှာဘာကြောင့်တချို့သောအဖွဲ့အစည်းတွေကိုပါဝင်ခွင့်မပေးရတာလဲလက်မှတ်ထိုးခွင့်ကျွန်တော်တို့ပါဝင်ခွင့်မပေးတာမဟုတ်ဘူးကျွန်တော်တို့ကပါဝင်ခွင့်ပေးတယ် NCA စာချုပ်ထုတ်ဖို့အတွက်ကျွန်တော်တို့အားလုံးပြင်နိုင်တာဖြစ်တယ်အပိုင်းတဲ့အကြောင်းရင်းကသူတို့မှအကြောင်းရှိပါလိမ့်မယ်အခုလည်းပဲလက်မှတ်မထိုးနိုင်တဲ့အဖွဲ့အားလုံးကိုကျွန်တော်တို့ဖိတ်ထားပါတယ်ကျွန်တော်တို့ပိတ်ပင်ထားတာလုံးဝမရှိဘူးအားလုံးကိုဖိတ်ခေါ်ထားတယ်သူဖိတ်ကြတဲ့ဖွဲ့စည်းတွေနေနဲ့သူတို့အားလုံးကိုကျွန်တော်တို့ဖိတ်ပြီးတော့ငင်းချိုင်းရလာခံပါဝင်ဆွေးနွေးဖို့ကျွန်တော်တို့အနေနဲ့ဖိတ်ခေါ်ထားပါတယ်ကျွန်တော်တို့ပိတ်ပင်ထားခြင်းလုံးဝမရှိဘူးဟုတ်ဖိတ်ခေါ်တယ်ဆိုတော့ရေဘူးအဖြစ်တော့ကျွန်တော်တို့လက်ခံပါတယ်ဒါပေမဲ့ဘယ်လိုဖိတ်ခေါ်တာလဲဘယ်လိုဖိတ်ခေါ်တာလဲဆိုတော့တန်းတူရည်သူတို့အနေနဲ့ပါဝင်ဆွေးနွေးခွင့်ကျွန်တော်တို့ပေးတာလားဧည့်သည်အဖြစ်နဲ့ဖိတ်ခေါ်တာလားဒီပြဿနာတွေရှိပါတယ်နောက်ပြီးတော့ဒီကိစ္စကိုဖိတ်ခေါ်တဲ့နေရာမှာပြီးခဲ့တဲ့သမ္မတဦးသိန်းစိန်ဦးဆောင်ပြီးကျင်းပတဲ့ဒီအစည်းအဝေးမှာလည်းဖိတ်ခေါ်တဲ့အခါမှာအချို့သောအဖွဲ့၄ဘွဲ့ကိုကျွန်တော်တို့ခြံထားတာတွေရှိခဲ့ပါတယ်။ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ကဖိတ်ပါတယ်သူတို့ကမလာဘူးဆိုတာလောက်နေတော့ကျွန်တော်ဒါတွေကဒီအဖြေဟာမလုံလောက်ဘူးထင်တယ်။ဘယ်အကြောင်းချက်လက်တွေကြောင့်ကျွန်တော်တို့အားလုံးပါဝင်ခွင့်မရတာလဲဆိုတဲ့ပြဿနာကိုကျွန်တော်အရေးကြီးရှာဖွေဖို့လိုတယ်လို့ထင်ပါတယ်။ဟုတ်ကဲ့သူဖိတ်ကြားတဲ့ဧည့်သည်တွေလည်းပါတယ်နောက်ပြီးတော့ကိုယ်စားလှယ်အချိုးစားတွေလည်းအမျိုးမျိုးထောက်ပြနေတယ်တော့ခွန်ညာတို့ဖွဲ့စည်းတွေလူမှုကွန်ရက်ဖွဲ့စည်းတွေကဘယ်လိုမြင်လဲလောလောဆယ်အနေနဲ့ကျမမြင်တာကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီဟာစနစ်တကျနဲ့ကို exclusion ပေါ့ပါဝင်ခွင့်မရအောင်ကိုလုပ်ထားတာနဲ့တူနေပါတယ်။ဘာဖြစ်လို့လဲဆိုရင်ပထမဦးဆုံးအနေနဲ့ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကအားလုံး NCA မှာအတူထိုးဖို့ကြိုးစားတယ်ဒါကိုလည်းစနစ်တကျခွဲထားတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီကတည်းကနေပြီးတော့မှခွဲထားတဲ့အကွဲဟာအခုချိန်ထိပါလာတာဖြစ်တယ်။ဒုတိယအနေနဲ့ပါဝင်မှုအချိုးအစားလို့ပြောတဲ့အခါမှာလည်းပဲတကယ်တမ်းသူတို့အနေနဲ့တိုင်းခံပြီးဆွေးနွေးရမယ့်ဒီနိုင်ငံရေးအရာအားကောင်းတဲ့အဖွဲ့အစည်းတွေရဲ့ပါဝင်ခွင့်ဟာအချိုးစားအဖြစ်လည်းမျှတမှုမရှိဘူးပါဝင်ပုံစံမှုနည်းကိုလည်းပဲဒီမျှတမှုမလုပ်ထားဘူးဥပမာပထမပိုင်းမှာဆိုရင်အကုန်လုံးကိုဒါလက်မှတ်မထိုးတဲ့လူအကုန်လုံး observer လို့ပဲပြောထားတဲ့အခါမှာကျမကိုယ်တိုင်လည်း observer အနေနဲ့ဘယ်တော့မှသွားတက်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်ကိုယ့်အရေးကိုကိုယ်တိုင်ပါဝင်ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်ရှိရမှာဖြစ်ပါတယ်ဒါဟာလည်းပဲဆုံးဖြတ်ချက်မှာချတဲ့နေရာမှာပါဝင်ခွင့်မရအောင်အတားအဆီးလုပ်ထားပြီးဖြစ်ပါတယ်
နောက်တတိယတစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ဒီအခုလောလောဆယ် politics social economic security land and environment လို့ပြောတဲ့အခါမှာတကယ်တမ်းပြဿနာဖြစ်နေတဲ့နေရာကလူတွေကမပါဝင်နိုင်ဘူးပြီးရင်အဲ့ဒီဒေသမှာအစိုးရတရအနေနဲ့နေထိုင်နေတဲ့သူတွေကမပါဝင်ဘူးဆိုလို့ရှိရင်လက်ရှိအခြေအနေမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုစားပါဝင်နေတဲ့ရှစ်ဖွဲ့ကလည်းဂျာနဲ့လူတွေကိုကိုစားပြုပြီးပြောဆိုဆွေးနွေးပေးနိုင်မှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ရလက်ကောင်းလဲရနိုင်မယ်လို့ကျမတို့မမျှော်လင့်ပါဘူး။ဘာဖြစ်လို့လဲဆိုရင်ကချင် DKIO ရဲ့ပြီးရင် SSPP SSA KNPP မွန်ပြည်တစ်လိုဟာမျိုးဟာနိုင်ငံရေးရအားကောင်းတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ပါတယ်။သူတို့ဒါတကယ်တမ်းအတိတ်ပဲရှိပါဝင်ဆွေးနွေးခွင့်ရမယ်ဆိုလို့ရှိရင်ရလက်လက်တစ်မျိုးတစ်မီပြောင်းသွားနိုင်မှာဖြစ်ပါတယ်။ပြီးလို့ရှိရင်တော့ timing အရလဲမှားနေပါတယ်။ဘာဖြစ်လို့လဲဆိုရင်နောက်လာမယ့်အစိုးရဟာတော့အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရဦးဆောင်သွားရမှာပါ။ဒါကိုဒီဘက်အစိုးရရဲ့နောက်ဆုံးအချိန်မှာမရအောင်လှုပ်ဆောင်လိုက်ခြင်းဟာတိုင်းပြည် is wrong ပေါ့။ဒေါက်တာဆလိုင်းလျံမုံတို့ကတိုင်းသားကိုစားပြုတဲ့ကိုယ်စားလှယ်တွေလည်းဖြစ်တယ်နောက်ပြီးတော့ဒီခုန Federal Constitution တွေပါတွေလည်းရေးဆွဲတဲ့ပညာရှင်တွေဖြစ်တယ်အဲ့တော့ခုနထောက်ပြတဲ့အချက်တွေနဲ့ပတ်သက်လို့ဘယ်လောက်ထိဒါမှန်ကန်လဲဘယ်လိုပြောမလဲမှန်တဲ့လို့မှန်ပါတယ်ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေထဲမှာအင်အားကြီးတဲ့ KIO လူဟာမျိုး SSPP လူဟာမျိုး KNPP လူဟာမျိုးပြီးတော့ New Moon State Party လူဟာမျိုးပါလိုက်လို့ရှိရင်တော့ကျွန်တော်တို့လူချင်တာပူရမှာပေါ့ပြီးတော့ကျွန်တော်တို့ဆွေးနွေးပွဲလည်းပူပြီးတော့ဘာခေါ်မလဲကောင်းမှာပေါ့ဒါပေမဲ့နိုင်ငံရေးဆိုတာအချိန်ခါကျွန်တော်တို့ဖြစ်ပေါ်ဖြတ်တန်းလာတဲ့အနေအထားတွေအားလုံးပေါ်မှာကျွန်တော်တို့အနေနဲ့ဆောင်ရွက်ရတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ NCA စာချုပ်ကိုအားလုံးအတူတူကဆွေးနွေးတာဖြစ်တယ်အားလုံးသဘောတူပြီးမှအတည်ပြုပြီးမှကျွန်တော်တို့လက်မှတ်ထိုးတာဖြစ်တယ်ပြီးတော့အဲ့ဒီစာချုပ်တဲ့မှာပါလဲဆိုတော့ရပ်ပေါင်း60အတွင်းမှာနိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူပေါင်းကိုအကြီးဆွေးရမယ်ဆိုပြီးတော့ကျွန်တော်တို့ဖော်ပြထားတယ်ရပ်ပေါင်း90အတွင်းမှာပထမအကြိမ်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရမယ်ဆိုပြီးတော့ဖော်ပြထားပါတယ်ဒါဟာကျွန်တော်တို့အားလုံးကြီးဆွေးတောင်းဆိုထားတဲ့အချက်ဖြစ်တယ်ဒီအတိုင်းကျွန်တော်တို့မဆောင်ရွက်ဘူးဆိုရင်ကျွန်တော်တို့ချုပ်ဆိုထားတဲ့စာချုပ်အလကားဖြစ်မှာဖြစ်ပါတယ်ဆိုတော့ဒီစာချုပ်ကိုကောင်းထေဖို့ဖို့တွေ့ဆိုတာစာချုပ်လက်မှတ်ရေးထိုးတဲ့အဖွဲ့အစည်းအားလုံးရဲ့တာဝန်ဖြစ်ပါတယ်ဒီတာဝန်ကိုကျွန်တော်တို့ကျေပွင့်ဆိုထမ်းဆောင်ဖို့တွေ့ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့အခုချိန်မှာဒီညီလာခံကြီးကိုကျွန်တော်တို့ကျင်းပရမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ NLD ရွေးကောက်ပွဲနိုင်တယ်ပြီးတော့သူတို့ဆူရဖြစ်လာမယ်ဆိုတာလည်းကျွန်တော်တို့သိတယ်ထို့အတွက်ကြောင့်ကျွန်တော်တို့ NLD နဲ့လည်းပဲအသေးချာကျွန်တော်တို့ဆွေးနွေးထားပါတယ်ပြီးတော့ခုကျွန်တော်တို့ဖွဲ့စည်းလိုက်တဲ့ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီမှာလည်းသူတို့ပါတယ်ပြီးတော့လာမယ့်ညီလာခံမှာလည်း NLD ကတတ်အားပါလာမှာပဲဖြစ်ပါတယ်ထို့အတွက်ကြောင့်ကျွန်တော်တို့အစိုးရအပြောင်းလဲဖြစ်လာမယ်အာဏာဆွေးလာလို့ကျွန်တော်တို့ဒီငင်းချမ်းရေးဖြစ်စဉ်ကိုကျွန်တော်တို့လည်းပြတ်သွားမှာမဟုတ်ဘူးအပြတ်လက်ခံမခံတင်ပါဘူးအကယ်လို့အခုလူမှုကွန်ရက်တော့ပါတော့ဘာဖြစ်လို့စနစ်တကျသွားနေတဲ့ငင်းချမ်းရေးဟန်တာဖို့ကိုစူးစမ်းရလဲအဲ့ဒါထက် NCA လက်မှတ်မထိုးသေးတဲ့ဖွဲ့တွေလက်မှတ်ထိုးဖို့ကိစ္စကိုပူပြီးတော့ကျူးပန်းပေးလိုက်လို့ရှင်ကျွန်တော်တို့အားလုံးအတွက်ဘူအကျိုးမရှိဘူးလားဆိုပြီးတော့ကျွန်တော်အဲ့လိုပဲသုံးသပ်မိပါတယ်နော်ဒီမှာလေအဲ့ဒီတော့ခွန်ကြာနည်းနည်းရှင်းပြပါဘာလို့ဒီဟန်တာမဲ့အစားပေါ့နော်ဟိုဒီထက်ငင်းငင်းနဲ့မပါဝင်တဲ့လူတွေကိုစီယုံတင်နေတဲ့ကျမတို့အနေနဲ့ကတော့ဒီတစ်ချိန်မှတင်မကပါဘူးလက်မှတ်ရေးထိုးတဲ့အချိန်မှာလဲ all inclusive ဖြစ်မှအားလုံးအတူတကွလက်မှတ်ရေးထိုးပါလို့ကျမတို့အချိန်ချိန်တိုက်တွန်းခဲ့တာဖြစ်ပါတယ်အခုအချိန်မှာလဲကျမတို့ဒါကိုမလုပ်ပါနဲ့ဆိုပြီးဖျက်သိမ်းပါလို့ပြောတာမဟုတ်ပါဘူးအားလုံးစုံစုံညီညီနဲ့ပါဝင်ပြီးမှလှုပ်ဆောင်ပါဆိုပြီးတိုက်တွန်းနေတာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်တော့တသက်လုံးမှာကျမတို့တိုင်းရင်းသားတွေအထူးသဖြင့်တိုင်းရင်းသားတွေကတော့အစိုးရကခွဲချပါတယ်ဆိုပြီးမှဆွေပြောဆိုခဲ့ကြပါတယ်အမှန်ကတော့ဒီအချိန်မှာလဲပဲအစိုးရကခွဲချပါတယ်လို့ပြောပြီးမှလက်ညှိုးထိုးလို့အင်မတန်လွယ်ပါတယ်သို့တော်လည်းပဲတိုင်းရင်းသားတွေကိုနိုင်ကိုကလည်း all inclusiveness ရောက်အောင်ကိုမှအားလုံးအတူတကွလက်မှတ်ထိုးပြီးမှသွားကြရအောင်လို့ပြောတဲ့နေရာမှာကိုယ်တိုင်ရွေးချယ်သွားကြတာဖြစ်ပါတယ်အဲ့တော့ရွေးချယ်ခွင့်လည်းရှိပါတယ်သို့တော်လည်းပဲတချို့အဖွဲ့တွေကလက်မှတ်ထိုးသွားပြီးဂျာနဲ့အဖွဲ့တွေကဒီလိုမျိုးဂျာနဲ့ဒေသကတိုင်းရင်းသားနေရာတွေမှာအခုချိန်ထိတိုက်ပွဲတွေအင်မတန်ဖြစ်နေပါတယ်ဒါဟာတရားမျှတပါသလားရွေးချယ်ခွင့်ဟာကောတကယ်တမ်း justice ဆိုတဲ့နေရာဖြစ်ပါသလား fair ဖြစ်ပါသလားဒီတစ်ခါမှလည်းပဲဒီနိုင်ငံရေးအရာဒီလောက်အရေးကြီးတဲ့ဆွေးနွေးပွဲမှာဂျာနဲ့အဖွဲ့တွေဟာစနစ်တကျကိုခြံထားချင်းခံရတာကိုအကုန်လုံးသိတာမြင်တာပါတယ်ဒီလိုဖြစ်တာဟာလည်းပဲတကယ်တမ်းဒါဟာကောနိုင်ငံရေးအရာဆွေးနွေးပွဲကိုတကယ်အောင်မြင်စွာလုပ်နိုင်မှာလားရလက်ကောင်းကိုရမှာလားဒါတွေကြောင့်မို့လို့အကုန်လုံးအတူတကွပူးပေါင်းပြီးမှပို့ပြီးပြည့်စုံတဲ့ inclusiveness ဖြစ်တဲ့တောင်းဆောင်ကတိုင်းရင်းသားလက်နက်ကိုင်တွေမကဘဲနဲ့ civil society ရဲ့ကိုယ်စားလှယ်တွေပါဝင်ပြီးတော့မှဆွေးနွေးအဖြေရှာနိုင်ဖို့အတွက်ကျမတို့တောင်းဆိုကြတာဖြစ်ပါတယ်ရှေ့ဆက်သွားမဲ့နိုင်ငံရေးအရာကိုဒီကြည့်မယ်ဆိုရင်ဒါကအခုဘယ်လောက်အကျိုးရှိမလဲဟိုဦးတန်းစိုးနိုင်ဒီ NLD ပါတီအနေနဲ့ကျွန်တော်တို့ဒီ
ဒီအာဏာလွှဲပြောင်းပြီးတဲ့အခါမှာဦးစားပေးလုပ်ငန်းကဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာဒါပေမဲ့ဦးစားပေးလုပ်ငန်းစဉ်ရဲ့ပထမအဆင့်ကိုသူတို့ကလည်းသတ်မှတ်ထားတာ NCA ကို nationwide ဖြစ်ဖို့အတွက်သူတို့ကစူးစမ်းမယ်ဆိုတဲ့သဘောထားရှိပါတယ်နောက်တစ်ခုကအခုဒီ NCA စာချုပ်မှာလက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့အင်အားစုအားလုံးတို့ကဒေါ်အောင်ဆန်းစုကြည်ဥဆောင်တဲ့အစိုးရတဲ့ပေါ်လာတဲ့အခါကျရင်သူတို့ပါဝင်မယ်ဆွေးနွေးမယ်ဆိုတဲ့သဘောထားဖော်ပြပါတယ်အဲ့လိုဖော်ပြထားပြီးတော့အဲ့လိုအလားအလာတွေရှိနေတဲ့အချိန်မှာဘာဖြစ်လို့ဒီရေရှည်လှုပ်ဆောင်ရမယ့်ပြဿနာတွေအချိုးစားမညီညွတ်တဲ့ဖွဲ့စည်းပုံတွေအဲ့လိုပုံစံတွေနဲ့ဘာဖြစ်လို့ကျင်းပကျင်ရတာလဲကျွန်တော်အနေနဲ့ရိုးပြောရလို့ချင်းသမ္မတကြီးဦးသိန်းစိန်အနေနဲ့အာဏာလွှဲပြောင်းပေးရကနေအခြေအနေမှာဗမာပြည်ငြိမ်းချမ်းရေးအတွက်သူအနေနဲ့အခြေခံကောင်းတွေချမှတ်ခဲ့တယ်ဆိုတော့နာမည်ယူခြင်းနဲ့စိတ်ကြောင့်ဒီစီဝေးကျင်းပါတယ်လို့ထင်ပါကြည့်ပါတယ်ဒီညီလာခံကြီးကအများမျှော်လင့်တယ်လို့အမျိုးသားပြန်လည်တည်မြဲရေးတို့တကယ်ရောရနိုင်မှာလားဒေါက်တာစလိုက်လျာမို့ကျွန်တော်တို့အနေနဲ့ညီလာခံတစ်ခါတည်းလုပ်ရုံနဲ့အနည်းချုပ်စီဒီတိုင်းပြည်မှာကြုံတွေ့နေရပြဿနာအလုံးကိုအပီးအလေအလုံးဖြေရှင်းနိုင်မှာတော့မဟုတ်ဘူးသို့တော့ကျွန်တော်တို့တိုင်းရင်းသားလူမျိုးအလုံးပင်လုံးညီလာခံကလေးကမျှော်လင့်ခဲ့တဲ့ဒီမိုကရေစီရဲ့အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံချက်အပြည့်အဝပေးနိုင်တဲ့ဖက်ဒရယ်နိုင်ငံတော်ထူထောင်ရေးဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးအတွက်အမတမအကြီးကြီးတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ဒေါက်ခွန်ဂျာတို့ရောတကယ်ပဲတိုင်းသားတွေမျှော်မှန်းထားသလိုဖြစ်လာမယ်လို့ယူဆလားပါတင်ပါထိုက်တဲ့သူမပါလာတဲ့အတွက်ကြောင့်မလို့ပထမခြေလှမ်းဟာရိုင်တိုင်တိုင်နဲ့ရိုင်နှဲ့နေပြီလို့ပြောလို့ရပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့လာမယ့်6လအတွင်းမှာဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလက်မှတ်မထိုးသေးတဲ့လူတွေအကုန်လုံးပါမလာဘူးဆိုလို့ရှိရင်တော့ဒီဟာဘယ်တော့မှပြန်ဖြစ်လာတော့မှာမဟုတ်ဘူးလို့ယူဆပါတယ်ရှင်ဒီညီလာခံကြီးဟာလာသူတို့ကြီးညာထားသလိုမျိုးသားပြန်လည်တည်မြဲရေးတို့ခုနထာဝရငြိမ်းချမ်းရေးတို့ကိုဘယ်လောက်ဥတည်မလဲပြည်တော်စုငြိမ်းချမ်းရေးညီလာခံဆိုတာဟာပင်လုံစာချုပ်ချုပ်တဲ့အချိန်ကမျှော်မှန်းတဲ့မျှော်မှန်းချက်တွေတွားဖို့အတွက်မဟာဗျူဟာခရီးစဉ်ဖြစ်ပါတယ်အဲ့ဒီခရီးစဉ်ပထမခြေလှမ်းဟာတော့ပြည်တော်စုငြိမ်းချမ်းရေးညီလာခံမဖြစ်သင့်ပါဘူး NCA မှာအားလုံးပါဝင်ပြီးတနတ်တန်တွေတိတ်သွားအောင်လုပ်ဖို့ကအရင်ဆုံးလိုအပ်ချက်ဖြစ်တယ်လို့ကျွန်တော်ကဆိုလိုတာပါခဲ့ပါဝင်ဆွေးနွေးကြတဲ့ဒေါက်တာစလိုက်လျောင်မို့နောက်ပြီးတော့ဦးသန်းစိုးနိုင်နဲ့ဒေါက်ခွန်ညာတို့အထူးကျေးဇူးတင်ပါတယ်မြမရေးကပရေးအစီအစဉ်ကိုဦးမောင်မောင်တန်းစီစဉ်တင်ဆက်ခဲ့တာပါရှင်အခုတခါတော့ဒီကနေ့